အဲ့ဒါတပည့်တော်ပတ်ဝန်းကျင်ရဲ့နိုင်ငံတွေအာရှမှာကြိုးစားနေလိုက်တာတပည့်တော်နိုင်ငံကတော့အခုချိန်ထိတစ်ဖြစ်လို့ကောင်းတော့ရံဖြစ်လို့ကောင်းတော့တပည့်တော်အများကြီးကြိုးစားတရုတ် the most beautiful library in the world ကမ္ဘာအလှဆုံးစာကြည့်တဲ့ကြီးတွေတရုတ်နိုင်ငံမှာရှိMomondo တဲ့စာကြည့်တဲ့နာမည်4 သန်းကျော်ရှိတယ်စာကြည့်တဲ့တစ်တိုက်ထဲမှာစာအုပ်ပေါင်း4 သန်းကျော်ရှိတယ်ဒါပါတယ်တော့ဗျာ AIU တက္ကသိုလ်စာကြည့်တဲ့ဂျပန်ပန်းဘူးဝါးတွေနဲ့ကြီးစောက်တယ်တော်ခမ်းနားတက္ကသိုလ်စာကြည့်တဲ့ဒီမှာကြည့်ပါအောင်ပါတယ်အမျိုးသားစာကြည့်တဲ့ဂျပန် cherry ban နေနဲ့ cherry ban နေနဲ့စာကြည့်တဲ့ရဘလောက်ပလဲပနာတင်ဘလောက်လှကဲအားလုံးပဲမင်္ဂလာပါမျိုးတွေဒီနေ့ကတော့ပေါ့နော်ကျွန်တော်အားလုံးအတွက်အကျိုးရှိစေမယ့်ဘုဒ္ဓတရစေမယ့်ဗီဒီယိုလေးတစ်ပုဒ်ကိုရေးလိုက်တော့မှာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဆရာတော်အရှင်ဇောတိတာရရဲ့ပေါ့နော်တင်တန်းကျောင်းမှာမိန့်ကြားထားတဲ့တကယ်ကိုမှအားလုံးအတွက်အကျိုးရှိစေမယ့်အကြောင်းအရာလေးတွေဖြစ်ပါတယ်လို့အဲ့အတွက်ဗီဒီယိုလေးကိုပြီးဆုံးလိုက်ပါကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဗျာဗီဒီယိုလေးကိုလည်းပြီးဆုံးတဲ့အထိလိုက်ပါကြည့်ရှုစေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီထဲမှာတကယ်ကိုမှခင်ဗျားတို့အတွက်အကျိုးရှိစေမယ့်ဘုဒ္ဓတရစေမယ့်အကြောင်းချက်လက်တွေအများကြီးပါရှိလို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်ဗျာအဲ့တော့အားလုံးကျေးဇူးအထူးတင်ရှိပါတယ်ဗျာကဲအတူတူပဲစလိုက်ကြစို့ဗျာရည်ကြီးမှုတွေဆုံးသန်းစင်လာတွေကိုဖြတ်ဖို့အတွက်စာအုပ်တွေကိုမိရှို့မလိုပါဘူးပါတော့လူတွေစာဖတ်အောင်လားလုပ်လိုက်ပါဆိုတော့ရှင်မြတ်စာဖတ်ဖို့လိုလားမလိုဘူးလားအရေးကြီးလို့တယ်ဗျာနော်အဲ့တော့ကဘာမှာတော့စာဖတ်နေကြတာတွေပြောကြည့်လိုက်ကြအောင်ကဘာကိုလှမ်းကြည့်လိုက်ဗျာပြတင်းပေါက်ဖွင့်ပြီးတော့ကျောင်းပြတင်းပေါက်ကျောင်းရဲ့မုံပေါက်အပြင်ဘက်ကိုလှမ်းကြည့်လိုက်ဗျာဒါကဘာလဲတော့ဗျာအမျိုးသားစာကြည့်တိုင်းတရုတ်နိုင်ငံအခုစီးပွားရေးဘလောက်မြန်တိတ်ဆောင်ဖိတ်မော်စီတုံးကတနိုင်ငံလုံးကိုပြန်ပြီးသိမ်းတယ်မော်စီတုံးကအာနာရှင်လူသက်သမားကဘာကမှတ်ပုံတင်ပေးလိုက်တယ်လေဘာပဲပြောထားနောက်တော့တိတ်ဆောင်မိတ်လက်ထက်ရောက်လာတယ်ခေါင်းဆောင်မှုမျှဝေပြီးခေါင်းဆောင်မယ်ကဏ္ဍရာသာပုံစံဘက်ကိုသွားတာအဲ့ဒါဆိုတော့မျှဝေပြီးတော့ခေါင်းဆောင်မယ်အဲ့ဒီခေါင်းဆောင်တွေက2025ဟာတရုတ်နိုင်ငံ Made in China 2025 2025ဟာတရုတ်ဖုန်းနေဒီမှာတရုတ်ဖုန်းဒီမှာအမေရိကန် brand Apple တရုတ်နိုင်ငံမှာထုတ်တာအခု iPhone 17ရဲ့စပြီးဈေးတွေအများကြီးမြောက်သွားလိမ့်မယ်တရုတ်မှာမထုတ်နိုင်လို့ပစ္စည်းတွေတော်တော်များများဟာတရုတ်ပြည်မှာထုတ်တရုတ်ပြည်ရထွက် Made in China 2025 2025ဟာတကမ္ဘာလုံးမှာထုတ်ကုန်တွေရာခိုင်နှုန်းတော်များတရုတ်ဖြစ်ရတရုတ်ပြည်စီဖြစ်ရအခုအမေရိကန်ကတရုတ်ထက်အများကြီးသာတယ် GDP မှာထားလိုက် USA ဆရာကြီးတို့ကနော်ခုတရုတ်နဲ့ရှင်တဲ့အခါကျတော့တရုတ်တဲ့စီးပွားရေးတော့တာတယ်အခုတရုတ်ကိုကြောတက်ဖို့ကြိုးစားနေတာအိန္ဒိယလူရည်တန်း1400ကျော်ပြီကမ္ဘာမှာအများဆုံးဖြစ်သွားပြီတရုတ်ကိုကြောတက်သွားပြီကိုယ်ကွယ်ယုံကြည်မှုပေါင်း1600လောက်ရှိတယ်အိန္ဒိယမှာလူမျိုးပေါင်း850လောက်ရှိတို့နိုင်ငံကြီးဒီမိုကရေစီနိုင်ငံကြီးပဲနေလို့ရတာပဲဘာကြောင့်တော့ဒါလည်းဒီလိုစဉ်းစားရတွေပေါ့စိတ်ဝင်စားရတွေပဲနော်အဲ့တော့အိန္ဒိယတရုတ်ကိုမှီဖို့10စုနှစ်တည်းသူမမှီသေးဘူးတရုတ်ကအိမ်ချမ်းမြေပြိုလဲသွားတဲ့ခါတရုတ်စီးပွားရေးခုပြုံးနေပြိုကျသွားဒါပေမဲ့တရုတ်ကပြိုလဲသွားတာမဟုတ်ဘူးတဲ့ဒါကိုသူတို့ကြိုးမြင်ပြီးသားတဲ့အိမ်ချမ်းမြေရဲ့အကြိုင်းမခံဘူးဒါကြောင့်သူတို့နီးပညာဘက်ကိုသွားနေတာနီးပညာဘက်ကိုသွားနေတာ content နီးပညာတွေရှင်ဗျာကွန်ပျူတာကုတ်ရေးတဲ့အဆင့်မဟုတ် content စနစ် content နီးပညာနဲ့သုံးတဲ့စနစ်တွေကိုခုနောက်ဆိုရင်ရှင်ဗျာနောက်10နှစ်လောက်နေရင်ဒီကွန်ပျူတာကအမှိုက်ပုံးနဲ့ရောက်စနစ်တွေကအခု content ကွန်ပျူတာတွေပေါ်လာရင်အများကြီးလုံနိုင်လိမ့်မယ် AI တွေနဲ့အခု nano chip တွေဆိုရင်အခုတရုတ်က6 nanometer လောက်ထုတ်နိုင်ပြီနော်အလုံးတန်ဆွမ်းရည်မြင့်လာပြီဒါတော့သူတို့တွေအများကြီးကြိုးစားတာရွေးအဲ့ဒါပြောချင်တာဒီနေ့သူ့နောက်ကကတ်လိုက်နေပါတယ်ဆိုတော့အိန္ဒိယမှီဖို့အများကြီးလူတယ်ဒါပေမဲ့အိန္ဒိယလည်းကမ္ဘာမှာနည်းပညာအကောင်းဆုံးထဲမှာပါတယ်အဲ့ဒါတပည့်တော်ပတ်ဝန်းကျင်ရဲ့နိုင်ငံတွေအာရှမှာကြိုးစားနေလိုက်တာတပည့်တော်နိုင်ငံကတော့အခုချိန်ထိတစ်ဖြစ်လို့ကောင်းတော့ရံဖြစ်လို့ကောင်းတော့တပည့်တော်အများကြီးကြိုးစားတရုတ် the most beautiful library in the world ကမ္ဘာအလှဆုံးစာကြည့်တဲ့ကြီးတွေတရုတ်နိုင်ငံမှာရှိMomondo တဲ့စာကြည့်တဲ့နာမည်4 သန်းကျော်ရှိတယ်စာကြည့်တဲ့တစ်တိုက်ထဲမှာစာအုပ်ပေါင်း4 သန်းကျော်ရှိတယ်ဒါပါတယ်တော့ဗျာ AIU တက္ကသိုလ်စာကြည့်တဲ့ဂျပန်ပန်းဘူးဝါးတွေနဲ့ကြီးစောက်တယ်တော်ခမ်းနားတက္ကသိုလ်စာကြည့်တဲ့ဒီမှာကြည့်ပါအောင်ပါတယ်အမျိုးသားစာကြည့်တဲ့ဂျပန် cherry ban နေနဲ့ cherry ban နေနဲ့စာကြည့်တဲ့ရဘလောက်ပလဲပနာတင်ဘလောက်လှဂျပန်မှာ Sea Flower Festival ဆိုပြီးရှိတယ်ပန်းကြည့်ပွဲတော်
ပန်းလေးတွေကိုမိသားစုတွေသူ့ຢာတွေရောက်ရင်ပန်းလေးသွားကြည့်တယ်ဒီနေ့ကိုပန်းမလေးအောင်မှစားစရာရှိတာမနက်ကပန်းလေးတွေလှလိုက်တာအခြေပန်းတွေညနေကျတော့အဲ့ပန်းလေးတွေညှို့ပြီးတော့ပွန့်ပတ်တွေကျွေးကျသွားပြီငဇောဟရန်လိုမျိုးပေါ့ဆူရဘန်တို့လိုအနေသတင်ညာထင်းသွားစရာရှိတယ်ဒါတက်ကံပါတယ်သူဆိုဒီလိုနိုင်ငံဘာလို့ပန်းရှိချိုးဟာဖျားဖို့ထိုးဒါနပြုတာကအတ္တကြီးဒီလိုနိုင်ငံပါငါကုသိုလ်ရဖို့ပဲကြံတဲ့သူပန်းမြင်းမမြင်အပင်လိုက်ကြီးလူလို့မရဘူးလားဤပန်းပြင်မြတ်စွာဘုရားပူတော်ပါဤပေါ့ဒါမို့ဈေးထဲမှာအလွယ်တကူအစင်သက်ရှိပြီလားနဲ့မရဘူးလားအလှလောက်တာလားယောဂီတွေရှင်မြတ်ခိုးဖို့ပဲချောင်းတယ်လေကံကောပန်းတွေပါတွေပွင့်ရင်လေလစ်မလားဘုန်းကြီးတွေလေချိုးပဲချောင်းဒီလိုပြောချင်တာအဲ့ဒါပြောတာဒီတရားလာထိုင်နေဆိုတဲ့သူတွေကဒီတိုင်းဖြစ်သူများနိုင်ငံအလှကြည့်အဲ့ဒီအလှတရားကိုအပြည့်အဝခံစားတယ်ဒီအလှတရားလည်းပျက်စီးတဲ့တယ်ဆိုတဲ့ဟာကိုသူတို့လေ့ကျင့်ပေးတယ် flower festival sea flower festival နော်ဘလောက်စနစ်တွေကောင်းလဲဗျာဂျပန်လက်ကနေပန်းလာတာမဟုတ်ဘူးအဲ့တော့ဒီလိုနိုင်ငံမှာမင်းတို့မင်းလက်ထက်တော့နိုင်ငံသားပြည်ရောက်တဲ့တင်ဒီလိုစာအုပ်ပုတ်ပေးမယ်ဆရာတင်နိုင်တို့ရေးထားတဲ့ကိုလိုနီခေတ်မြန်မာနိုင်ငံသားပြည်ရောက်တဲ့တင်များအကြောင်းဆိုတဲ့စာအုပ်ရှိတယ်69ရောက်အောက်မြန်မာပြည်နဲ့ဆိုရင်103ရောက်အဲ့တော့အောက်မြန်မာပြည်ကအင်္ဂလိပ်အောက်အဲ့ဒါတဝက်လောက်ပြန်မရောက်လာနိုင်ငံတော့တစ်တွေရောဗဒမယားတွေရောယရနာတွေရောစိတ်တွေရောအများကြီးပြေးလိုက်နိုင်ငံခြားပညာသင်သွားတဲ့သူပြပြန်မလား brain drain လို့ခေါ်တယ်ဒီလိုနိုင်ငံကုန်းမောင်ခဲ့နေရအုံနောက်ယူစီအခုတော့ brain drain တော့မကဘူးလူတွေပါယူစီသွားနော် brain drain တော့ပညာရှင်တွေမကဘူးလုံသားတွေပါဆုံးရှုံးသွားအရင်တော့ပညာရှင်တွေဆုံးရှုံးတာအခုကလုံသားပါဆုံးရှုံးဒီလိုနိုင်ငံမှာ9သန်းကျော်ပြီအခုလုံသားဆုံးရှုံးတာနိုင်ငံခြားမှာအလုပ်လုပ်နေတာအဲ့ဒါဒီတိုင်းပြည်ရဲ့လုံသားဆုံးရှုံးမှုပဲတပည့်6ပြရတာဒါတော့စုတယ်မှာမစုတဲ့ရင်အဲ့ဒီလူတွေဟိုမှာသားဟိုမှာရသားသားပဲဒီလိုတို့ညင်ရဟိုမှာလည်းရသားသားပဲဒီမှာလည်းရသားသားပဲဆုံးရှုံးတာတိုင်းပြည်ကတန်ဖိုးဖြတ်လို့မရလူသားရင်းမြစ်တွေအများကြီးဆုံးရှုံးတာဒါတော့အဲ့ဒီမှာအဲ့ကုန်းမောက်ခင်းတယ်လို့ဆိုအဲ့ဒီခက်ကမေဂျီဘီဂျပန်မှာမေဂျီရီဖောင်းဒါရင်းမြစ်ဆုံးရှုံးဂျပန်ကိုအခုလို့ဂျပန်ရဲ့လို့ဒီပါတွေမှာရောက်နေကြဂျပန်အရင်တော့ဒီလိုနိုင်ငံတဲ့ဆိုတယ်ခုနဒီနင်ဂျာတွေနဲ့တော်ဟာတွေနဲ့တောက်လျှောက်သူတို့လည်းတွေးတဲ့နေရာသတ်တယ်တရွာသမင်းပဲနောက်အဲ့ဒါမေဂျီဘင်းလက်ထက်ကျတော့ဒါပြောင်းမယ်ဒီတွေးခေါ်တွေပြောင်းမယ်မေဂျီရီဖောင်းခြေကဥပဒေကိုပြင်အောင်မကဘူးအသိရေးဆွဲတယ်အသိရေးဆွဲပြီးတဲ့အခါကျတော့နိုင်ငံခြားကိုပညာတော်တင်430ကျော်လွတ်တယ်အကုန်ပြန်ရောက်လာတယ်ဗျဘယ်လောက်ထိရင်တော့ဂျပန်ကပုလို့မပြောဘူးလားနောက်အမျိုးသမီးတွေရောပါတယ်အဲ့ဒါသူများနိုင်ငံကမျိုးကောင်းအရာမောင်းရောညံသူမြင်းတဲ့သူတွေနဲ့အတူတူနေလားသူ့နိုင်ငံပြန်မွေးတယ်အဲ့ဒါလောက်ဒီကိုအနစ်နာခံခဲ့တာဂျပန်မတွေကလည်းအခုဂျပန်မော့အကြည့်နေရတာအရှင်ဗျာဒီပြည်တော်ပြန်ကုန်ကြည့်သွားပြီနော်ဘယ်ဘက်ကိုကြည့်မလဲကဘာမှာဆိုရင်အဆင့်4လောက်ရှိချမ်းသာကြွယ်ဝမှုဟုတ်လားဗျာနော်အာရှမှာနံပါတ်1ပဲအဲ့ဒါဂျပန်နိုင်ငံရဲ့စာကြည့်တိုက်ကြီးခုနတက္ကသိုလ်စာကြည့်တိုက်ဒါသူ့ရဲ့အမျိုးသားစာကြည့်တိုက်ဒီစာကြည့်တိုက်ကြီးကြည့်ပါအောင်ဗျာ Library Hotel in New York City အမေရိကန်မှာရှိတယ်နယူးယောက်မှာရှိတယ်ဟိုတယ်စာကြည့်တိုက်တယ်ဟုတ်နေဒီလိုနိုင်ငံဟိုတယ်စာကြည့်တိုက်ကပါဟိုတယ်စာကြည့်တိုက်တော့မရှိဟိုင်းငန်းပဲရှိမိမလိုချင်လားဆေးလိုချင်လားအဲ့ဒါပဲရစာအုပ်ကတော့မရအမှန်ပါပဲဗျာအဆင့်အတန်းဆိုအဲ့ဒါဗျာအဆင့်တန်းဆိုအလကားနေကွာတော့တာမဟုတ်ဘူးဒီလိုနိုင်ငံနေရာတိုင်းဖွန်ကြောင်ဖို့ပဲကြည်နေကြဟုတ်တယ်မလားအပျော်ပါလောက်ပဲကြည်နေတယ်ဒီမဲ့နိုင်ငံကြည်ဟိုတယ်စာကြည့်တိုက်တယ်လူကအဆင့်ကွာတော့ကွာတယ်ဆိုပြီးအဆင့်ကွာတဲ့သူကိုမနာလို့တယ်ဗျာအဲ့ဒါမသိရပြီကိုကြတော့အဆင့်မိအောင်မနေဘူးလူသိပ်ပေါအောင်မနေကြဘူးနော်အဲ့ဒီလိုဘုန်းကြီးတွေကလူတို့ပြင်းတရားတွေပေါ့ဗျာဟုတ်ဘူးလားဗျာနော်ဒီတော့ပြောတာကြမ်းလာဗျာပြင်းသေးခြင်းလို့တပည့်တော်ကမခံကျင်ဘူးဒီဘုန်းကြီးတွေကိုတန်းတိတ်နေတယ်ဆိုတဲ့ဟာကိုအမြင်ကိုမခံကျင်တာမခံကျင်ဘူးဒီတော့ကြိုးစားတပည့်တော်လည်းကြိုးစားတယ်နော်ကြိုးစားတယ်အခုဒါပြီးဒီတော့စာကြီးတဲ့ဟောပြောပွဲအဲ့ဒါပြီးတော့ပြင်ဦးလည်းမှာ3ခုဟောပြောပွဲလက်ခံထားတယ်ပါတယ်တော့ဗျာအမျိုးသားစာကြီးတဲ့စင်ကာပူတပည့်တော်အကြောင်းအဲ့ဒါမှတပည့်တော်4နိုင်5နိုင်လောက်ကြာ18တက်ရှိအပေါ်ဆုံး3တက်အပေါ်ဆုံးဒီရောက်1ဘီလီယံကျော်အကုန်ခံပြီးစောက်ခဲ့တာမျိုးသားတဲ့စင်ကာပူမှာရက်ကွက်တစ်ခုဆိုစာကြီးတက်ကအနည်းဆုံး2လုံး3လုံးရှိတယ်။ဒါအမျိုးသားစာကြီးတက်ကြီးအလဲကောင်မှကျဝင်သွားတာနဲ့ကော်ဖီပါအလဲကောင်မှပန်းချန်ကြီးနဲ့ဟာကော်ဖီနဲ့လေးတင်းတော့ကာဖေနဲ့ရတဲ့အခါကျတော့လူကသူက
မှတ်ဉာဏ်ကောင်းနေတဲ့ဒါကြောင့်သူတို့စာကြည့်တဲ့ကြီးတွေမှာ coffee bar အများတန်းရှိမတော့ရရင်တော့ကဖေးအနှံ့ကလူကိုစိတ်ရွှင်သေးတယ်တဲ့အသိဉာဏ်ပွင့်သေးတယ်တဲ့ရွှင်သေးတယ်ပေါ့ဗျာနော်လမ်းသေးတယ်ပေါ့အာပိုးဆူဆိုင်နေတယ်ပေါ့အဲ့ဒီဘောနဲ့သူတို့ကပွင့်တာဆိုတော့အောက်ဆုံးထက်ကမြေအောက်3တက်ရှိတယ်အဲ့ဒါ Charon Library သူစံခွေးရဲ့သမိုင်းကြောင်းကိုအဲ့စာကြည့်တဲ့ကြီးအလေကြီးထဲမှာတခါတည်းရေးထားတာဒီပတ်ဖတ်တနိုင်လောက်ကြာတော်တော်ကြိုးစားခဲ့တာပဲဒီလူတွေတော်တော်ကြိုးစားခဲ့တာပဲလီကွမ်ယူစာကြည့်လိုက်ရုရှားနိုင်ငံရဲ့စာကြည့်လိုက် USSR လက်ထက်နေရထောက်ခဲ့တဲ့ဟာပေါ့မော်စကိုမှာရှိလေအမျိုးသားစာကြည့်တဲ့ရုရှားအဆောက်အဦဒီလိုအဆောက်အဦတွေ9ဧကရှိဝင်းတော့မပြောနဲ့တော့အဆောက်အဦတက်တဲ့9ဧကရှိကြောက်တုံးနေနဲ့စောင့်တခဏနာပါတယ်တော့ City Library Germany ဒါမြို့စာကြည့်လိုက်ပဲရှိသေးတယ်နိုင်ငံကိုစားပြုတဲ့စာကြည့်တယ်မဟုတ်သေးဘူး Germany ပါတယ်တော့ Brazilစာကြည့်လိုက်ဒီမှာ BRICS မှာလဲဆရာပဲနော်လူလဲ G20 ကမ္ဘာအချမ်းသာကြွယ်ဝဆုံးစက်မှုထိပ်သီးနိုင်ငံ20ထဲမှာပါတယ်အားလုံးဗျာအမျိုးသားစာကြည့်တာအစ္စရေးလူရဲ့တကဘာလုံး9တန်းရှိတယ်အစ္စရေးလူကဲအဲ့တော့ဗောနော်ဒီဗီဒီယိုလေးကကျွန်တော်တို့ရောခင်ဗျားတို့အတွက်ကောအားလုံးအတွက်တကယ်ကိုအကျိုးရှိတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါတယ်လို့နော်အဲ့တော့ရှင်ပြတပြီးတော့ဥတင်ပါတယ်ဗျာအဲ့တော့ဒီရက်နေ့မှာကျွန်တော်တစ်ချက်လောက်ကောင်းလုပ်ပြီးတော့လူချင်းမတို့ကိုပြန်လဲပြီးတော့ဆွေးနွေးပြီးတော့ real လုပ်ပေးချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဗောနော်ဆရာတော်ပြောကြမိန်ကြသွားတယ်ဗောနော်ဒါကျွန်တော်တို့လူသားကျွန်တော်တို့မြန်မာပြည်သားတွေရဲ့အင်အားတွေကဆုံးရှုံးနေဆိုတော့ဒါတကယ်အမှန်ပဲဗျာကျွန်တော်တို့မြန်မာပြည်ကတကယ်ကိုမှအရွယ်ကောင်းတဲ့လူငယ်တွေပေါ့နော်အားအင်ပြည့်ဖြိုးနေတဲ့လူငယ်တွေရဲ့လုံအားတွေအင်အားတွေကကျွန်တော်တို့ပြည်ပအသီးသီးမှာရောက်ရှိနေကြတယ်စင်ကာပူထိုင်းလန်မလေးလာအိုအစုံပေါ့နော်တကယ်ကိုမှအဲ့မှာရောက်နေတဲ့ကျွန်တော်တို့မြန်မာပြည်သားတွေတကယ်လူငယ်တွေအားကောင်းမောင်းတန်တကယ်ကိုလုံနိုင်ကိုင်နိုင်တဲ့အရွယ်တွေပဲရှိတယ်အဲ့ရဲ့အားတွေလုံအားတွေခွန်အားတွေကကျွန်တော်တို့မြန်မာပြည်မှာပြည်တွင်းမှာဆိုရင်ဘယ်လောက်တန်ဖို့ရှိလိုက်မလဲပေါ့နော်ဒါမဲ့လို့ကျွန်တော်တို့တွေဒီအကုန်လုံးကပြည်ပမှာရောက်နေတယ်အဲ့ရဲ့အင်အားတွေကအကုန်လုံးဆုံးရှုံးနေတယ်ဒါတကယ်ကိုမှနှမျောစရာကောင်းပါလေလို့နော်အဲ့ကျွန်တော်တို့မြန်မာပြည်ရဲ့လူငယ်အများစုအားရဲ့အင်အားတွေမြန်မာပြည်တွင်းမှာဆိုရင်မြန်မာပြည်မှာတကယ်မြန်မာပြည်ငြိမ်းချမ်းသာရနေတယ်စစ်တီလည်းမဖြစ်ဘူးတကယ်ငြိမ်းချမ်းသာရနေလို့ကျွန်တော်တို့မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်နေလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်တွင်းမှာကိုကျွန်တော်တို့မြန်မာပြည်သားတွေရဲ့အင်အားတွေကတော်တော်လေးတန်ဖိုးရှိပါတယ်လို့နော်ဒါလေးကိုကျွန်တော်တို့တွေတွေ့ရှိရပါတယ်လို့နော်အဲ့တော့လူချင်းတို့အနေနဲ့ဗီဒီယိုလေးကိုပြီးဆုံးလည်းပါကြည့်ရှုပြီးလို့လည်းအားလုံးကျေးဇူးထူးတင်ရှိပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုလေးကနေမှတခုခုလူချင်းတို့ရှိမှရရှိလိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်အဲ့တော့အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေဗျာဆရာတော်ဗျာလည်းသက်ရှိကြမှာစိတ်ချမ်းသာပြီးလူရင်းဆန္ဒတွေပြပါစေဆရာတော်ဗျာဥဒိမာတဲ့ရှင်ဗျာကဲအားလုံးဒီနေ့ကတော့ဒီလောက်ပါပဲဗျာ